အခုဆိုရင်မြန်မာအမျိုးသမီးအသင်းကိုတာဝန်ယူမြစ်ဂျပန်လူမျိုးနီးပြချုပ်နဲ့ training စနေပါပြီဂျပန်နီးပြချုပ်ရဲ့အရေးသွေးပိုင်းကိုတော့စိုးရင်ရဖို့ရှိပါတယ်ဘဝတစ်လျှောက်လုံးမှာလက်ထောက်နီးပြဘဝနဲ့အာဆီယံဒေသတွင်းကအသင်းတွေကိုတာဝန်ယူခဲ့ဘူးသူပါအရင်နီးပြယူကီထက်တောင် profile နှိမ့်သူပါရေဘူးရအနေနဲ့ကြည့်ရရင်အရင်နီးပြကနီးပြူဟာပိုင်းအတော်လေးအားနည်းခဲ့သူဖြစ်တာကြောင့်ယခုနီးပြတဲ့ရဲ့ profile ဟာနှိမ့်နေကြောင်းမြန်မာအမျိုးသမီးအသင်းရဲ့ခြေစွမ်းကမိတက်လာပါမလားဆိုတာစဉ်းစားရမယ့်အချက်ပါယူဝတ်ဒီလိုင်းနဲ့ညိုကြီးကလွှဲရင်ကြံတဲ့ကစားသမားလူဆုံးပါဝင်နေပါတယ်နီးပြတဲ့လက်ထက်မှာမြန်မာအသင်းရဲ့ဘေးတောင်းမှန်အားနည်းချက်ကိုပြင်ဆင်ပေးနိုင်ဖို့လိုပါတယ်အဲ့ဒီအပြင်နီးပြတဲ့ရဲ့အခြေခံကစားခွက်ကိုမသိရသေးပါဘူးကျွန်တော်တို့ဖြစ်စီချင်တာကတော့နော်ကြီးနဲ့ဖြူဖြူဝင်းကို double pivots အနေနဲ့ထားသုံးစီချင်တာပါဝင်းသိန်းကြီးထုံးကအကြပိုင်းရောက်နေပြီဖြစ်တာကြောင့်လာမိပွဲတွေမှာတိုက်စစ်ကိုဥဆောင်ကစားမယ်လူငယ်ကစားသမားတွေကိုတီးပြီးကစားခွက်ကိုစဉ်းစားနိုင်မယ်လို့လည်းယုံကြည်ပါတယ်ဝင်းသိန်းကြီးထုံးကိုပဲတီးကစားလိုက်ရင်တော့အနာဂတ်မြန်မာအသင်းအခက်တွေ့ရုံမှာပါနောက်တန်းကဇူယူရဦးနဲ့ဖြူဖွေးတို့အမာကန်အတွေ့အပြင်ရန်ကုန်ကနန်းစနီမင်းနဲ့ယူနိုင်တို့အတွေ့ပါပြီးနေတာကအနာဂတ်မြန်မာအသင်းရဲ့ခန်းစစ်ကိုမန်းစာကြည့်နိုင်မဲ့လူစင်းမျိုးပါ Tri Nations ကပွဲပြီးရင်တော့နီးပြတဲ့ရဲ့စွမ်းဆောင်ရည်ကို80%လောက်မှန်းဆနိုင်ပါပြီအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ Forwards မြန်မာ Football Channel ကိုလည်း subscribe မလုပ်ရသေးရင်လုပ်ပေးပါအောင်ခင်ဗျာ